တောအေးကြီးတဲကတိတ်တိတ်လှုပ်ရှားတန်တောအေးကြီးတဲမှာမိုးဆက်ဆက်ရွာနေတုန်းကတိရစ္ဆာန်တွေကမိုးရေကြောင့်အေးမြတယ်လို့မျက်နှာတစ်နေကြတယ်တစ်ပင်အပေါ်ကမိုးရေဆက်လေးတွေကတစ်ဆက်ပြီးတစ်ဆက်လျှော့ကျလာပြီးမြေပြင်နဲ့တွေ့တဲ့အချိန်မှာတောက်တောက်လင်းလင်းပြဿနာတစ်ခုကစဖြစ်လာတယ်ဒီလိုအချိန်မှာပဲကြော်ကလေးကမတိမတာလှုပ်ရှားနေတဲ့နွားလေးတစ်ကောင်သူ့နာမည်ကမိုးမိုးသူကတောထဲကမျိုးနွယ်သေးသေးနဲ့မွေးတော်မူလာသူစိတ်ထဲမှာအမြဲပါလို့ဒီလိုဖြစ်နေလေဘာလို့တချို့တိရစ္ဆာန်တွေကငြိမ်ငြိမ်နဲ့တချို့ကဒေါသကြီးကြတာလဲဆိုတဲ့မေးခွန်းတွေပြည့်နေတာသူကတာမန်နွားတစ်ကောင်မဟုတ်ဘူးသူ့မှာစူးစမ်းလိုစိတ်နဲ့တဘာဝအပေါ်အထူးနားလည်မှုရှိတယ်တောင်တန်းအနားမှာတရွက်ကျနေတဲ့အချိန်တိုင်းတောင်စိမ့်စိမ့်လေးတွေကိုစီစဉ်ကြည့်တတ်တယ်လေညင်းကပေးတဲ့တန်တရားအတန်ကိုနားထောင်တတ်တယ်တချို့တိရစ္ဆာန်တွေကမိုးမိုးကထူးဆန်းတယ်လို့ပြောတတ်ပေမဲ့တချို့ကတော့သူ့ထဲမှာတကယ်သူရဲ့ကောင်းစွာရှိတယ်လို့ယုံကြည်တယ်တညမှာတော့မိုးမိုးအိတ်နေတဲ့အချိန်မှာအိမ်မက်ထဲဝင်လာတဲ့အတန်တစ်ခုမိုးမိုးတင်စွမ်းအားကတင်သာသိရင်တဘာဝကိုကဲတင်နိုင်တယ်အဲ့ဒီနေ့မှစပြီးမိုးမိုးရဲ့စိတ်ထဲမှာတောကြီးကိုကာကွယ်ဖို့အနာဂတ်တစ်ခုကိုပြင်ဆင်ဖို့ဆုံးဖြတ်ချက်အသေးငယ်ကစတင်ခဲ့တယ်သူရဲ့ကောင်းတူဖြစ်လာဖို့ခီးစဉ်ကတော့မကွယ်တော့ဘူးပထမဆုံးစွန့်စားမှုမီးလောင်နေတဲ့တောအုပ်မိုးမိုးအိပ်ရာထဲကထသွားတဲ့အချိန်မနက်အေးမြလွန်းတဲ့လေကတောအုပ်ထဲကိုဖုန်ခိုးနဲ့တပြေးညီဖုံးနေတယ်သူ့အနားမှာပြန်လာတဲ့ငှက်ငယ်ကတစ်ဖြက်တောက်ကပြေးလာပြီးပြောတယ်မိုးမိုးတောင်အရှိဘက်မှာမီးလောင်တယ်တစ်ပင်တွေလည်းကျလာနေပြီမိုးမိုးတုံးတုံးကင်ကင်နဲ့မေးတယ်ဘာကြောင့်မီးလောင်လာလဲလူသားတဦးကမီးရှို့ပြီးဖုံးနဲ့ရိုက်ကူးနေတယ်ဆိုကြတယ်ကျွန်တော်ကြည့်တလောက်နဲ့တော့ပတ်ဝန်းကျင်နဲ့မစင်ကျင်ဘူးလုံးငတ်ငယ်ကပြောတယ်အဲ့ဒီလိုနဲ့မိုးမိုးရဲ့စိတ်ထဲမှာတမျိုးတစ်ပုံကဆက်ရွက်ပြီးအခုလိုဖြစ်ရင်တောကြီးတစ်ခုလုံးပြတ်သွားမယ်ဆိုတဲ့တွေးနဲ့သူမိမိဖြစ်နိုင်တဲ့အရာအလုံးကိုမေးခွန်းထဲမှာခေါ်သွားတယ်သူမနဲ့အတူတစ်တောကကျွဲမရှိမြင်းကြီးသမင်ငယ်တို့လည်းအတူသွားကြတယ်မိုးမိုးကမီးတောက်ကြားထဲကိုဝင်သွားတဲ့အခါမီးဖောက်ပူနဲ့အနံ့တွေကြားကတောပင်ပျော်သွားတဲ့အတန်တွေကြားရတယ်တိရစ္ဆာန်ငယ်တွေထွက်ပြေးနေတာတွေ့ပြီးမိုးမိုးကမရနဲ့ပြတ်သွားနိုင်တဲ့အဆင့်ကိုရောက်နေပြီသူပူခံပြီးတောနာကမီးရှို့နေတဲ့မြေပြင်တိုင်းတလန်းဝင်လာတယ်လူသားတဦးကအံ့အားသင့်ပြီးနွားလားဒီမှာဘလို့လာရတာလဲလို့ပြောတယ်မိုးမိုးကသူ့မျက်စိနဲ့ပဲရှောက်ပြတလိုက်တဲ့သူ့မျက်လုံးထဲမှာမိတောက်မလားပါပဲဖြက်စီးမှုနဲ့ညှို့နွမ်းမှုတွေထင်ထင်ရှားရှားပါပဲလူသားကတောင်တရင်နဲ့ရက်တန့်သွားတယ်ဖုန်းကိုချပြီးမိငိမ့်ဖို့အရေးပေါ်ဆောင်ရွက်မှုတင်လိုက်တယ်နောက်ဆုံးမှာမိုးမိုးနဲ့သူ့အဖွဲ့ကပျက်စီးမှုအ ਨੇ ဆုံးဖြစ်အောင်တောကန်ထဲကရေကိုအပူထဲအမြန်ဆုံးဖြန့်ကြပြီးတနေ့လုံးကြိုးစားပြီးမိငိမ့်စေခဲ့တယ်အဲ့ဒီညမှာတောင်အရှိဘက်ကတောငိမ့်သွားတဲ့တိရစ္ဆာန်လေးတွေအေးချမ်းစွာပြန်နေရယူလာတယ်တောကစကားပြောတန်တစ်ခုမိုးညင်းညင်းထဲကဝင်လာတိရစ္ဆာန်တွေရဲ့အတွေးကွဲလွဲမှုတောအရှိဘက်မိငိမ့်သွားချိန်နဲ့အမျှတောလယ်မှာတိရစ္ဆာန်တွေစုကြပြီးကြီးမားတဲ့ညီလာခံတစ်ခုကျင်းပခဲ့တယ်မိုးမိုးရဲ့လှုပ်ဆောင်မှုကြောင့်တောတစ်ခုလုံးကယ်တင်နိုင်ခဲ့တာကိုတချို့ကဝမ်းသာကြတော့လဲတချို့ကတော့မသဘောကျကြပါဘူးမြင်းကြီးတီဟာကတောက်လျှောက်ပြောလိုက်တယ်တောဟာအမြဲတမ်းကသဘာဝအတိုင်းဖြစ်နေခဲ့တာလူနဲ့အတူဝင်လှုပ်ရှားဖို့မျှမလိုအပ်ဘူးဒါနဲ့ကျွဲမရှိမီမီကချင်ချင်းအာနာပြုတန်နဲ့ပြောတယ်ဒါပေမဲ့မိုးမိုးမရှိဘူးဆိုရင်တောမီကဒီတောင်တဝိုက်လုံးမီးတောက်လိုက်မှဖြစ်တယ်တဘာဝကယ်တင်ဖို့တခုပြောင်းလဲဖို့တော့မလိုပါလားအဲ့ဒီလိုနဲ့တိရစ္ဆာန်တွေကြားမှာအမြဲတမ်းမတွေ့ဘူးတဲ့မတည့်မှုတစ်ခုပေါ်ထွက်လာတယ်တချို့ကတန်တရားစင်အတိုင်းအေးစစ်စစ်နေချင်ကြတယ်တချို့ကတော့မိုးမိုးလိုစိတ်တက်ကြွပြီးအနာဂတ်နဲ့လိုက်ဖက်အောင်အသစ်ဆန်းကိုလက်ခံချင်ကြတယ်
မိုးမိုးဟာအဲ့ဒီကတုတ်ကြားထဲမှာတိတ်တက်လျှောက်ပြီးစိတ်ထဲမှာအတိတ်နဲ့အနာဂတ်ကိုချိန်တွယ်နေတယ်တချို့ကမုန်းတီးကြတော့လဲတချို့ကယုံကြည်ကြတယ်သူပြောချင်တာကတောဟာတက်တန်းရှည်ဖို့အတွက်ပြောင်းလဲမှုတွေလိုပါတယ်ပြောင်းလဲမှုကဖျက်ဆီးခြင်းမဟုတ်ပါဘူးစင်ဆက်မပြတ်အေးချမ်းနေနိုင်ဖို့မလိုအပ်တာတွေကဖယ်ရှားသင့်ပါတယ်မိုးမိုးရဲ့အတန်ကတောတစ်ခုလုံးထဲတွင်တိတ်ဆိတ်ညံလာတဲ့တိရစ္ဆာန်များစုကသူ့စကားကိုနားထောင်ပြီးစဉ်းစားလာကြတယ်။အဲ့ဒီညနဲ့အတူတောမှာပထမဆုံးအကြိမ်ပြောင်းလဲခြင်းအကြံပြုစည်းဝေးတစ်ခုတည်လာတယ်။မိုးမိုးကိုဥဆောင်ခေါ်တဲ့နယ်ဆိုတဲ့အတန်ကတဖြည်းဖြည်းနဲ့ပိုများလာတယ်။တဘာဝနဲ့လူသားကြားမှာတောင်တစ်ဖက်မှာလူသားတစုကတစ်တော်ကြီးနားမှာအတူတူတဘာဝလန်ဖောက်တိဆောက်ဖို့စီမံကိန်းကြီးစတင်လိုက်ကြတယ်ဒါကိုတီးလိုက်တဲ့အချိန်မှာတိရစ္ဆာန်တွေအလုံးနီးပါးအကြမ်းဖက်မိဆန္ဒနဲ့စိတ်ဝင်စားလာကြတယ်သူတို့ထဲမှာငှက်ကြီးတစ်ကောင်ကသုံးသက်တယ်လူသားတွေရဲ့ဖောက်သည်တွေတောထဲထက်ဝင်လာတဲ့အခါကျွန်တော်တို့အနားတွေကတက်တောင့်တက်တာနေရေးပျက်စီးမှာပါဒီစီမံကိန်းကိုတားဆီးဖို့တိုက်ခိုက်ကြစို့ဒါနဲ့မိုးမိုးကတိတ်တနေရာကနေထွက်လာတယ်သူ့မျက်လုံးထဲမှာတောက်ပတဲ့တစ္ဆာနဲ့ချစ်ချင်းရှိနေတော့တိုက်ခိုက်ခြင်းကအဖြေမဟုတ်ပါဘူးတောကိုကာကွယ်ဖို့ဆိုတာတောင်တက်နေလို့မယ်ဒါပေမဲ့လူသားကိုရန်သူမြင်မထားပဲနားလည်မှုနဲ့တွေ့ဆုံဖို့ကပိုကြီးတဲ့စွမ်းအားတစ်ခုပါအဲ့ဒီစကားနဲ့တချို့တိရစ္ဆာန်တွေတိတ်သွားကြတယ်တချို့ကတော့ခံစားရတဲ့ဒဏ်ကိုဖော်ပြပြီးမျက်ရည်ယူကြတယ်တနေ့မှာမိုးမိုးတယောက်လူသားစီမံကိန်းမှာပါဝင်နေတဲ့ပညာရှင်တဦးအနာကိုတိတ်တဆိတ်နီးလာတယ်သူ့ကိုမထိခိုက်ပဲတရွက်နဲ့ဖန်တီးထားတဲ့ပုံလေးတစ်ခုခြံထားခဲ့တဲ့အဲ့ဒီပုံထဲမှာတော့တောတစ်ခုနဲ့လူသားတဦးတိရစ္ဆာန်တစ်ကောင်တို့စင်စစ်ညီညွတ်နေတာကိုဖော်ပြထားတယ်အဲ့ဒီပညာရှင်ကအံ့အားသင့်တယ်သူပျော်သွားတယ်ပြန်လည်စဉ်းစားပြီးစီမံကိန်းတစ်ခုလုံးကိုပြင်ဆင်ခဲ့တဲ့တစ်ပင်များမဖြတ်ပဲတောထဲကတဘာဝကိုထိခိုက်မှုမရှိအောင်ပညာပေးပတ်ဝန်းကျင်တင်နန်းမျိုးတော်အဖြစ်ပြောင်းလဲလိုက်တယ်အဲ့ဒီအချိန်ကစပြီးတောအုပ်နဲ့လူသားတို့ကြားအစင်လာမရှိတဲ့တဏ္ဍမန်တူဖြစ်လာတာကမိုးမိုးဖြစ်ပါတယ်သူဟာတိရစ္ဆာန်လောကမှာတဘာဝနဲ့စကားပြောတတ်တဲ့သူရဲကောင်းအဖြစ်တက်တန်းရှည်ဆုံးခဲ့တယ်။သစ္စာနဲ့ငြိမ်းချမ်းမှုနှစ်ပေါင်းများစွာကျော်သွားခဲ့တာနဲ့အမျှတစ်တော်ကြီးဟာတော်တော်လေးပြောင်းလဲသွားပြီးတောထဲကတိရစ္ဆာန်တိုင်းဟာမိုးမိုးနဲ့တွေ့ဘူးကြတယ်နားထောင်ဘူးကြတယ်မျှဝေဘူးကြတယ်လူသားတွေလည်းတောကိုလေးစားနားလည်လာကြပြီးတဘာဝပညာရက်တွေကိုတောထဲကတော်တော်လေးသင်ကြားလာကြတယ်မိုးမိုးကအသက်အရွယ်ကြီးလာတဲ့ခန္ဓာကိုယ်ပေါ်မှာအဖုအဖောင်းလေးတွေဆက်လာပြီးဒါပေမဲ့မျက်လုံးထဲကတောက်ပမှုကမတိန်စရာမရှိပဲရှိနေစေတနေ့တော့သူ့အနာကပြန်လာတဲ့ငှက်ငယ်ကမေးတယ်မိုးမိုးတင်တကယ်ပင်သူရဲကောင်းဖြစ်ခဲ့တာမဟုတ်လားမိုးမိုးကပြုံးတယ်သူရဲကောင်းဆိုတာတန်တဲ့သူမျိုးမဟုတ်ဘူးနားထောင်တတ်သူနားလည်တတ်သူနှွေးထွေးတတ်သူရှိတာနဲ့အတူနေတတ်သူတနေ့တော့မိုးမိုးဟာတောထဲကအေးမြတဲ့မြက်ခင်းတစ်ခုမှာတိတ်တစ်ခေါက်အိတ်သွားတယ်အဲ့ဒီနေ့ကစပြီးတောထဲမှာတိရစ္ဆာန်ငယ်တိုင်းကိုမိုးမိုးဆိုတဲ့နာမည်နဲ့ချစ်တတ်အောင်သင်ကြားလာကြတယ်တဘာဝကိုနားလည်ဖို့တိတ်တိတ်လေးနဲ့ချစ်ဖို့ပြဿနာနဲ့တိုက်ခိုက်မနေပဲဖြေရှင်းတတ်ဖို့သင်ကြားလာကြတယ်မိုးမိုးဆိုတဲ့နာမည်ကတောနဲ့အတူရှင်သန်နေပဲမိုးအေးတန်လေးနဲ့အတူရှိနေတာပဲမိုးမိုးသူရဲကောင်းဖြစ်လာပုံပြင်ပြီးဆုံးသွားပါပြီအားလုံးကျေးဇူးတင်ပါတယ်